အမကြီးစားစီးပြီလား ညီသားမရှိဘူးလေ ယောက်ျားပဲစီးတယ်ပေါ့ ယောက်ျားလည်းမရှိဘူးလေ ဩโอเคရဟုတ်ပြီရအဲ့ဆိုရတယ်လေအဲ့ဆိုရပြီလေအဲ့ဆိုရင်အမနဲ့ကျွန်တော်ကြီးစားဖိပြီပေါ့ဟေးအမတဲ့ဘလော့စီးပြီလေ အသက်50ပြည့်တော့ โอ้ยโอ้บอกเลยของเมးနေတာของเมးနေတာ 50ပြည့်တော့မယ် เอ้ยအမကိုကျွန်တော်ကရန်စီးတယ်နော်ဒါပေမဲ့အမ90တော့90ပြည့်တော့မယ်ဆိုအမနဲ့ကျွန်တော်အမေလည်းကြော်ရတဲ့ဖိတယ်လေဘယ်လိုခေါ်ရမလဲအထစ်အဲ့ဆိုတော့အထစ်မမေလို့ပဲခေါ်ရမှာပေါ့